အားလုံးမင်္ဂလာပါအားလုံးနေကောင်းချမ်းပါလဲရှိကြသလားဒီနေ့ဒီချိန်မှာလဲဝိညာဉ်ဖခင်နဲ့ပတ်သက်ပြီးတော့ခုတလောရန်ဟော့နေတယ်ပေါ့နော်အရန်ဟော့နေလို့ကျွန်တော်ပြောရလဲမဟုတ်ပါဘူးဒါပေမဲ့ယုံကြည်သူကြားထဲမှာဇဝေဇဝါတွေဖြစ်ကုန်ကြလို့ကျွန်တော်အနေနဲ့အနေငယ်ရှင်းပြချင်တာဖြစ်တယ်ဆိုတော့ဝိညာဉ်ဖခင်ရှိသလားဆိုရမယ့်ခုနဲ့ကျွန်တော်တို့သွားမှာဖြစ်တယ်တနည်းအားဖြင့်ဝိညာဉ်ဖခင်မရှိဘူးလားဆိုရမယ့်ခုနဲ့ကျွန်တော်တို့သွားမှာဖြစ်တယ်ပထမဆုံးချက်အနေနဲ့ကျွန်တော်တို့ဝိညာဉ်ရေးရမှာဖခင်တနည်းအားဖြင့်ဝိညာဉ်ရမှာဖခင်လို့ပြောတဲ့အခါဖခင်သခင်မှာဘာငါတို့မှာဖျားသခင်မှာအပငါတို့မှာဝိညာဉ်ဖခင်ဆိုတာမရှိဘူးဆိုတဲ့ခံယူချက်ခံယူတဲ့သူတွေယူတတ်တဲ့ကျမ်းချက်တစ်ပိုက်ကိုကျွန်တော်ရင်ဆုံးဖတ်မှာဖြစ်တယ်။မာသဲခန်းကြီး23အပိုက်ငယ်6ဖြစ်တယ်။ဆိုတော့ဝိညာဉ်ဖခင်မရှိဘူး။ဝိညာဉ်ဖခင်ဆိုတာဖျားသခင်ပဲ။လောကမှာဝိညာဉ်ဖခင်ဆိုတာမလိုဘူး။ဝိညာဉ်ဖခင်ဆိုတာလောကမှာမရှိဘူးဆိုတဲ့သူတွေခံယူတတ်တဲ့ခံယူချက်တစ်ခုကိုကျွန်တော်အနေနဲ့ဖတ်ပေးမှာဖြစ်တယ်။ပထမဆုံးအနေနဲ့ကျွန်တော်ကျမ်းပိုက်တစ်ပိုက်ဖတ်ချင်တယ်။မာသဲခန်းကြီး23အပိုက်ငယ်ကိုမြေကြီးပေါ်မှာအဘေသူကိုမြအဘဟူ၍မခေါ်ကြနဲ့ကောင်းကင်ဘုံ၌တင်တို့အဘတပါးတည်းရှိတော်မူ၏လို့ကျမ်းစာမှာပြောတယ်ဆိုတော့အဲ့ဒီကျမ်းစာယူပြီးမှအချို့ကျတော့ဘယ်လိုပြောလဲဆိုရင်ဝိညာဉ်ဖခင်မရှိဘူးဒီမှာကြည်ပါလားယေရှုကပြောတယ်မြေကြီးပေါ်မှာဘသူကမှအဖေလို့အဘဆိုတာအဖေကိုပြောတာ Father အဖေလို့မခေါ်ကြနဲ့ကောင်းကင်ဘုံ၌တင်တို့အဘတပါးတည်းရှိတယ်လို့ယေရှုပြောတယ်ဒါကြောင့်ဖခင်သခင်မအပငါတို့မှာဖေမလို့ဘူးဖျားသခင်မပဝိညာဉ်ရမှာငါတို့ကိုဦးစီးဦးဆောင်မဲ့ဖခင်မလို့ဘူးတန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့အဖေပဲလေတန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ကိုလမ်းပြတဲ့သူပဲလေတန်ရှင်တော်ဝိညာဉ်တော်ကကျွန်တော်တို့ကိုလောကမှာလမ်းပြနိုင်တယ်ဆိုတော့ပထွေးမလို့ဘူးလောကမှာကျွန်တော်တို့ကိုဆွဲခေါ်မဲ့သူမလို့ဘူးဝိညာဉ်တော်ကတိုက်ရိုက်ငါတို့ကိုဆွဲခေါ်နိုင်နေပြီးတော့ပြောလဲရှိကြတယ်ဆိုတော့အဲ့ဒီကျမ်းပိုက်ကိုပဲကျွန်တော်တေချာပြန်ဖတ်မယ်နော်တေချာစဉ်းစားညီကြီးပေါ်မှာအဘေသူကိုမြအဘဟူ၍မခေါ်ကြနဲ့ဆိုဒီကျမ်းစာအတိုင်းဓာတ်ရိုက်ယူပြီးမှယုံနေဆိုရင်ကျွန်တော်မေးပြစေဒါဆိုရင်ယေရှုပြောတဲ့ပုံကဒီဟာကိုယူပြီးမှလောကမှာဝိညာဉ်ဖခင်မရှိဘူးလို့ယူကြီးဆိုရင်တေချာဖတ်ကြည့်လိုက်မြေကြီးပေါ်မှာနံပါတ်1ဘယ်နေရာမှာလဲဆိုတော့လောကမှာမြေကြီးပေါ်မှာဟုတ်တယ်နော်ဒုတိယအဘေသူကုမြဘတုကုမလို့ပြောတာဘေသူကုမြဆိုတာဝိညာဉ်ရေးရမှာကိုဆွဲခေါ်တဲ့သူကိုဝိညာဉ်ရဖခင်လို့မခေါ်နဲ့အဲ့ဒါကိုပဲမဟုတ်တော့ဘူးဘယ်လောက်ထိတက်ရောက်သွားမလဲအဘေသူကိုမြကိုမွေးတဲ့အဖေကိုတောင်းအဖေလို့ခေါ်ခွင့်မရှိတော့ဖြစ်သွားတော့မှာဒါကြောင့်မရှိလေးမြန်မာနိုင်ငံမှာလည်းရှိတယ်ဒီဗာလဲညီကိုမြအတင်းတော်ဆိုတာညီကိုမြအတင်းတော်ဆိုတော့တယောက်နဲ့တယောက်ဘယ်လိုပဲခေါ်လဲဆိုတော့ brother sister လို့ပဲခေါ်တယ်သူတို့ကအဖေလို့မတုံးဆိုတော့ဝိညာဉ်ရမှာအဖေဆိုတာမရှိဘူးတဲ့အဖေဆိုတာဖခင်ပဲဒီဖခင်သခင်ပဲရှိတယ်တဲ့ဒါကြောင့်ねသူတို့ဖခင်ကြောင့်တက်ပြီဆိုရင်လည်းဘယ်တော့မှသူတို့ကသူတို့အဖေနဲ့ဖခင်ကြောင့်သွားရင်လေအဖေနဲ့ဖခင်ကြောင့်ရောက်ရင်သူ့ကိုဝိညာဉ်ရမှာဘယ်လိုပဲခေါ်လဲဆိုတော့ brother လို့ပဲခေါ်တယ်ဆိုတော့အမေနဲ့ဖခင်ကြောင့်သွားရင်လေအမေလို့ခေါ်တော့ sister လို့ပဲခေါ်တယ်ဆိုတော့အဲ့လိုမျိုးခံယူချက်တွေလည်းရှိတယ်ပေါ့မြန်မာနိုင်ငံမှာလည်းရှိပါတယ်ဆိုတော့ညီကိုမြတ်တင်းတော်လို့သူတို့နာမည်ပေးထားလည်းရှိတယ်အဲ့ဒီခံယူချက်နဲ့သွားတဲ့သူတွေလည်းရှိတယ်ဆိုတော့မြစ်သူပင်စုစေကံကိုကျွန်တော်ပြောချင်တာအချွတ်ဒီကျန်းစာကိုယူပြီးမှဘယ်လောက်ထိဖြစ်သွားလဲဆိုရင်တော့လောကမှာကိုမွေးတဲ့အဖေကိုအဖေလို့မခေါ်တော့ဘာဖြစ်လို့လဲဆိုရင်တော့ညီကြီးပေါ်မှာအဘေသူကူမြအဘဟူ၍မခေါ်ကြနဲ့လို့ပြောတာကိုဒါကြောင့်ဒီကျမ်းစာအဖြစ်တင်ဝိညာဉ်ဖခင်မရှိဘူးလို့ခံယူမယ်ဆိုရင်တစ်ချက်တည်းနဲ့ပြောပြရစေတင်းကိုမွေးတဲ့အဖေကိုလည်းအဖေလို့ခေါ်လို့မရတော့ဘူးဆိုတဲ့အဓိပ္ပာယ်တက်ရောက်သွားမှာဖြစ်တယ်ဒါပေမဲ့ဒီကျမ်းစာကအမှန်ကအဲ့လိုဆိုလို့သလား no ပါအဲ့လိုဆိုလို့တော့လုံးဝမဟုတ်ဘူးဆိုတော့ဒီကျမ်းစာကဘသူတွေကိုပြောနေတာလဲဆိုရင်မာသဲခန်းကြီး23အပိုက်ငယ်2မာသဲခန်းကြီး23အပိုက်ငယ်14-15စက်တိုက်ဖတ်ကြည့်ဘာပြောလဲဆိုတော့ကျမ်းပြုဆရာဖာရီရှဲတို့ကျမ်းပြုဆရာလှူဝက်သောကျမ်းပြုဆရာဖာရီရှဲတို့လို့ခဏသုံးတာဘသူတွေကိုတပည့်တော်တွေကိုပြောရင်းနဲ့ဘသူတွေအကြောင်းအဓိကပြောတာလဲဆိုရင်တော့ကျမ်းပြုဆရာဖာရီရှဲတွေနဲ့ပတ်သက်တာကိုအဓိကပြောတာဆိုဒီမှာပြောတဲ့ညီကြီးပေါ်မှာအဘေသူကိုမြအဘဝရဲ့မခေါ်ဝကြနဲ့ကောင်းကင်ဘုံနဲ့တင်တို့အဘတပါးတွေရှိတယ်ဆိုတဲ့အကြောင်းကဘသူနဲ့ဆက်ဆက်ပြီးပြောရလဲဆိုတော့အဲ့ဒီခါတော့ကဖာရီရှဲတွေ script လို့ခေါ်တဲ့ကျမ်းပြုဆရာတွေကျမ်းတပ်ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးတော့ပြောတာဖြစ်တယ်ဖျားနေရဝင်ယူတဲ့သူတွေဖျားရဲ့ဘုံဖျားစီမဆွဲခေါ်ပဲနဲ့ဖျားရဲ့ဘုံကိုခူးတဲ့သူတွေသူတို့နဲ့ပတ်သက်ပြီးပြောတာဖြစ်တယ်ဒါကြောင့်ဖျားစီကိုဆွဲခေါ်နေတဲ့ခေါင်းဆောင်တွေကိစ္စကိုပြောနေတာမဟုတ်ဘူးဒါကြောင့်ဒီကျမ်းစာအရာခုနပြောတော့ဒီကျမ်းစာဆိုလိုရင်းကဘာလဲဆိုတော့ဒီနေ့မိတ်ဆွေနားလိမ့်မယ်လို့ယုံကြည်တယ်ဒါကြောင့်လောကမှာဘသူကမှအဖေလို့မခေါ်နဲ့လို့ပြောတဲ့အခါဝိညာဉ်ဖခင်မရှိဘူးလောကမှာကိုယ်မွေးတဲ့သူလည်းအဖေမဟုတ်ဘူး brother and sister ပဲလို့ပြောချင်တာမဟုတ်ဘူးနားလိမ့်မယ်လို့ယုံကြည်တယ်ပထမချက်ဒုတိယချက်အနေနဲ့ကျွန်တော်ပြောချင်တယ်
ဝိညာဉ်ဖခင်တကယ်ရှိတယ်ဆိုတော့ကျွန်တော်ကျမ်းစာပြီးကျွန်တော်တစ်ချက်ပြောမယ်ပထမဆုံးတစ်ကောခန်းကြီးလေးပိုင်ငယ်15ကိုကျွန်တော်ဖတ်ပြပါစေသင်တို့တွင်ခရစ်တော်ဤအကြောင်းကိုသင်တို့တွင်ခရစ်တော်၏အကြောင်းကိုသင်ပေးသောဆရာ1000ရှိတော်ငါလေအဘအများမရှိယေဝံဂေလိတရားဖြင့်ငါသည်သင်တို့ကိုယေရှုခရစ်၌ဖြစ်ပွားစေပြီကျမ်းစာမှာရှင်ပေါလုဒီလိုပြောတယ်သင်တို့တွင်ဆိုတာဘာလို့ပြောရလဲယုံကြည်သူတွေကိုပြောတာသင်တို့တွင်ကောရိန္သုမှာရှိတဲ့ကောရိန္မြို့မှာရှိတဲ့ယုံကြည်သူတွေကိုပြောတာဆိုတော့တနည်းအားဖြင့်သူအပြည့်အသက်တာပြောင်းလဲလာတဲ့ကောရိန္သုကယုံကြည်သူတွေကိုဘာပြောလဲဆိုရင်ခရစ်တော်ရဲ့အကြောင်းကိုသင်ပေးသောဆရာ1000ရှိငါတော်လေဆိုတော့ယေရှုအကြောင်းနင်တို့သင်ပေးတဲ့ဆရာဆိုတဲ့နာမည်ခံနဲ့ဆရာကတော့1000လေးရှိနိုင်တယ်ဆိုလိုတာကဆရာတော့အများကြီးရှိနိုင်တယ်ဒါပေမဲ့အဘအများမရှိတဲ့ဆိုလိုတာကဝိညာဉ်ရေးရာဖခင်တော့အများကြီးရှိလို့မရဘူးဆိုတော့ဆရာတော့အများကြီးရှိလို့ရတယ်ဆရာတော့အများကြီးလည်းရှိမယ်ဒါပေမဲ့ဝိညာဉ်ရေးရာမှာကိုတကယ်အကျွေးမွေးပြုစုစောင့်ရှောက်ဆွဲခေါ်ပြီးဖယားနဲ့မှန်ကန်စွာတွားတက်ဖို့ရန်အတွက်ဝိညာဉ်ရေးရာမှာဦးဆောင်မဲ့ဖခင်ကအများကြီးမရှိနိုင်ဘူးဆိုတော့ဒီမှာကျမ်းစာအရဆိုရင်ဘာလဲဆိုတော့ဤဝံဂေလိတရားအားဖြင့်ငါသည်သင်တို့ကိုယေရှုခရစ်၌ဖြစ်ပွားစေချင်းကျမ်းစာထဲမှာတော့ဒီလိုပြောတယ်နန်ပါကစီလို့ပြောတယ်ဆိုတော့ငါနင်တို့ရဲ့ဖေဖြစ်တယ်ငါနင်တို့ရဲ့ဖခင်ဖြစ်တယ်ငါနင်တို့ရဲ့ဝိညာဉ်ရေးရာ spiritual father ဖြစ်တယ်လို့ပြောတာဆိုတော့ဒါကြောင့်မလို့ငါနင်တို့ကိုယေရှုခရစ်တော်အားဖြင့်ဧဝံဂေလိတရားအားဖြင့်ယေရှုခရစ်၌ဖြစ်ပွားစေတဲ့သူလူတစ်ဖြစ်ဖွယ်တဲ့ဧဝံဂေလိဝင်ငါခဲ့တဲ့သူကေတင်ချင်းရဖွယ်တဲ့ဧဝံဂေလိဝင်ငါတဲ့သူဖြစ်တယ်ဒါကြောင့်ငါမင်းတို့ရဲ့ဝိညာဉ်ရေးရာဖခင်ဖြစ်တယ်မင်းတို့မှာဆရာအများကြီးရှိနိုင်တယ်ဒါပေမဲ့ခုနပြောသလိုဝိညာဉ်ရေးရာဖခင်တော့ငါတပါးတည်းပဲဖြစ်တယ်ဆိုပြီးတော့ရှင်ပေါလုကရှင်းပြနေတာဖြစ်တယ်နားလည်ဖို့တင်းမျက်စိကိုပြတ်တဲ့ကံဖွင့်ပေးပါစေဒါကြောင့်တင်းမှာဆရာတွေအများကြီးရှိနိုင်ဒါပေမဲ့ဝိညာဉ်ရေးရာဖခင်တော့အများကြီးရှိလို့မရဘူးဒါနားလိမ့်မယ်လို့ယုံကြည်တယ်နောက်တစ်ချက်ကျွန်တော်ပြောမယ်တီတိုခန်းကြီးတဲ့အပိုက်ငယ်၄မှာရှင်ပေါလုကတီတိုကိုဘယ်လိုသုံးလဲငါသားစစ်ဖြစ်တော်တီတိုတဲ့ငါသားစစ်ဖြစ်တော်တီတိုကဲဒါဆိုကျွန်တော်မဲမယ်တီတိုကရှင်ပေါလုရဲ့သားလားတီတိုကရှင်ပေါလုနဲ့ဗာလေရှင်ပေါလုမိမယူမမွေးလာတဲ့တီတိုကရှင်ပေါလုရဲ့သားလားNo ရှင်ပေါလုရဲ့ဇာတိသားမဟုတ်ဘူးဒါပေမဲ့ဝိညာဉ်ရေးရသားဖြစ်တယ်ဒါကြောင့်မလို့ပါခေါ်လဲဆိုတော့တီတုကိုငါသားစစ်ဖြစ်တော်တီတုလို့သုံးတယ်ဒါကြောင့်တီတုကရှင်ပေါလုရဲ့ဝိညာဉ်ရေးရာမှာတီတုနဲ့ရှင်ပေါလုကြားမှာပါရှိလဲ spiritual relationship မှာ father and son relationship ရှိတယ်ဆိုတာတွေ့ရနားလည်ဖို့ပြမစပါစေနောက်တစ်ချက်ကျွန်တော်ဖတ်မယ်ဖိလိပ္ပိခန်းကြီးနဲ့ပိုင်ငယ်22မှာတိမောသေကိုရှင်ပေါလုကတိမောသေနဲ့ပတ်သက်ပြီးတော့ဘယ်လိုပြောလဲဆိုတော့တားဒီအဘနဲ့အတူဆောင်ရွက်တဲ့ကဲ့သို့သူဒီငါနဲ့အတူဧဝံဂေလိတရားမှုကိုဆောင်ရွက်သည်ဆိုတော့ကျမ်းစာရဘာတွေ့ရလဲဆိုတော့တိမောသေလေဆိုတော့သူ့ရဲ့ဘာပဲဆိုတော့တားဒါကြောင့်ခဏခဏဘယ်လိုတော့လဲချစ်တာငါသားစစ်တားဆိုပြီးတော့တိမောသေကိုခဏခဏတော့နေဒါဆိုတိမောသေဆိုတာဘာတူလဲတိမောသေဆိုတာပေါလုရဲ့သားလားမဟုတ်ဘူးလေတမန်တော်ကကြီး16မှာပေါလုနဲ့အတူတွေ့ပြီးမှပေါလုနဲ့အတူဧဝံဂေလိမှုမှာလိုက်ပါလာတဲ့တနည်းအားဖြင့်ပေါလုရဲ့ဝိညာဉ်ရေးရာတပည့်ဖြစ်တယ်တနည်းအားဖြင့်ပေါလုရဲ့ဝိညာဉ်ရေးရာသားဖြစ်တယ်ဒါကြောင့်ရှင်ပေါလုရဲ့သားလို့ပြောလာတဲ့အခါမွေးဒီရှင်ပေါလုနဲ့သူမိမနဲ့မွေးလာတဲ့သားသမီးလို့ဆိုလိုတာမဟုတ်ဘူးဝိညာဉ်ရေးရာသားလို့ဆိုလိုတာဒါကြောင့် spiritual မှာကိုဆွဲခေါ်တဲ့ spiritual leader spiritual father ရှိကိုရှိရမှာဖြစ်တယ်ဒါကြောင့်ငါဘသူကမှငါ့ကိုဆွဲခေါ်စရာမလိုဘူးကွာငါဝိညာဉ်တော်ရှိရင်ရပြီဆိုရင်အဲ့ဒါဆိုပါစတာလည်းမလိုဘူးလေတရားဆရာလည်းမလိုဘူးလေဝိညာဉ်တော်တစ်ချိန်လုံးပြောနိုင်နေတဲ့ကိစ္စစဉ်းစားကြည့်ဝိညာဉ်တော်ပဲငါတို့ကိုအကုန်လုံးသင်ပေးနေတယ်ဟုတ်တယ်လေဝိညာဉ်တော်ကသင်ပေးနေတယ်ဒါပေမဲ့အဲ့ဒီဝိညာဉ်တော်ကလူအဖြစ်သင်ပေးတာမဟုတ်ဘူးလားဖခင်တင်တဲ့ကျွန်ုပ်ကိုကေတင်နဲ့မှန်တယ်လေဒါပေမဲ့အဲ့ဒီကေတင်ချင်းတည်င်းကိုဖခင်ကတိုက်ရိုက်ကောင်းငယ်ဟောတာမဟုတ်တာလူကိုအသုံးပြုပြီးတော့ပဲတင်တဲ့ကျွန်တော်ကြားခဲ့တာမဟုတ်ဘူးလားဒါဆိုရင်ကျွန်တော်တို့ဒီရာကိုသိချမ်းပြကြည့်ချမ်းအဖြစ်ဘာသိနိုင်လဲဖယားတခင်ကတင်နဲ့ကျွန်တော်ဖယားနဲ့တာပြီးရင်းနေအောင်တန်ရှင်တော်ဝိညာဉ်တော်ကအမှုတော်ဆောင်နေပါစတာရီ event ဒီ minister တွေဒါတွေမကဒီမှာ apostle ဒီ prophet ဒီကစဆိုတော့ apostle prophet ကခုကမှရှိတယ်မရှိဘူးခံရတာအခဏထားလိုက်အဲ့နောက်မှပြောမယ်ဆိုတော့အဲ့ဒီຢာတွေကစ spiritual leader တွေကစ spiritual father တွေကစဖယားထားပေးထားတာဖြစ်တယ်နားလေဖို့ဖယားမဆပါစေတိဝိညာဉ်ကိုဖယားဖွင့်ပေးပါစေ
ဒါကြောင့်ကျွန်တော်နည်းနည်းပြောပြစေတလွေးမာနမရှိမိပါနဲ့တလွေးမာနမရှိမိပါနဲ့ဆိုတော့ဆရာ1000ရှိနိုင်တော့ငါလေအဘအများမရှိငါဒီတင်တို့ကိုခရစ်တော်နဲ့ဖြစ်ပွားစေပြီလို့ပြောတယ်ဆိုတော့တင်ဘေနေရနဲ့ကယ်တင်ချင်းရခဲ့တာလေဆိုတော့ဘသူစီကနဲ့ကယ်တင်ချင်းနားလေခဲ့ရလဲပြီးတော့ဒုတိယချက်အနေနဲ့ကယ်တင်ချင်းရပြီးနောက်တင်အသက်တာကိုဖျားနဲ့မှန်ကန်ဆိုတော့လာတော့ဘသူအတင်ကိုဆွဲခေါ်နေတယ်လေအဲ့ဒါတင်ရဲ့ spiritual father ဖြစ်တယ်နားလည်မဲလို့ယုံကြည်တယ်ကျွန်တော်မှလည်း spiritual father ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1ဝိညာဉ်ရေးရဖခင်လို့ပဲပြောဝိညာဉ်ဖခင်လို့ပဲပြောနော်အဲ့ဒါဟိုခွေးပြီးတော့ဒါ web play ပါပဲစကလုံးမာရပါပဲတကယ်တော့ကိုကနားလေချင်းနားလေတယ်ဆိုတော့နံပါတ်1ကတော့ဖခင်သခင်ဖြစ်တယ်မှန်တယ်လေဆိုတော့ခုနပြောသလိုယောမခန်းကြီးရှစ်ထဲမှာလဲဗာလဲဖခင်ဝိညာဉ်တော်ခံရတဲ့သူတွေကဖခင်ရဲ့သားဖြစ်တယ်အဘလို့ဖခင်သခင်ကိုအဘကပလို့ခေါ်တယ်လို့ပြောတာကိုဆိုတော့အဘကပလို့ခေါ်တဲ့ဝိညာဉ်တော်တရှင်တော်ဝိညာဉ်တော်လေးကျွန်တော်တို့စီမှာရထားတယ်မှန်တယ်ဘုရားသခင်ကကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်ဖြစ်တယ်ဒုတိယအနေနဲ့ဝိညာဉ်ရေးရဖခင်ကျွန်တော်ဝိညာဉ်ရေးရဖခင်ဘယ်လိုလဲဆိုတော့ဆရာကြီးဒေါက်တာမိုက်ကယ်ဗိုဘစ်ဖြစ်တယ်ဆိုတော့ဆရာကြီးဒေါက်တာမိုက်ကယ်ဗိုဘစ်အဘကျွန်တော်တတာဖခင်နဲ့မှန်ကန်စွာတွာလာတအောင်ဒါဒီမှာကတမန်တရားတွေကြီးစုတော်တွေကိုအများကြီးသူစီကနေကျွန်တော်သင်ယူတယ်အဲ့ဒီဒေသနာနှုတ်ကပတ်တော်အမွေကိုခံရတဲ့အတိုင်းဆက်လက်ပြီးမှသူတပားကိုကြီးစုတော်ထဲမှာခံခန့်အောင်ကျွန်တော်ဆက်လက်ပြီးမှတည်ဆောက်တယ်ဆိုတော့ကျွန်တော်နည်းနည်းပြောပြစေမိတ်ဆွေမှာလည်း spiritual fathership လို့ရတယ် spiritual leadership လို့ရတယ်ဝိညာဉ်ရမှာသူတင်းကိုပေးပြန်လန်းပြဆွေးခေါ်ပေးမဲ့ဝိညာဉ်ကြီးရခေါင်းဆောင်တဲ့မှာလိုအပ်တာဖြစ်တယ်ဒါကြောင့်လေလွတ်နေတဲ့သူတယောက်လို့မဖြစ်ဖို့ဆိုတော့ကိုစီးနဲ့ကန်းနဲ့ဘောင်နဲ့ကိုsystematic နဲ့ကိုဆွဲခေါ်ပေးမဲ့ဝိညာဉ်ဖခင်ရှိဖို့လိုအပ်တယ်ဒီမှာလည်းဝိညာဉ်ဖခင်ရှိမယ်လို့ယုံကြည်တယ်ဝိညာဉ်ဖခင်တည်တော်သူဖြစ်ဖို့ဝိညာဉ်ဖခင်ကို honor လုပ်တတ်တော်သူဖြစ်ဖို့ဝိညာဉ်ဖခင်နဲ့ပတ်သက်ပြီးတော့ဒီမထီမဲ့မြင်ပြုတ်တော်သူမဟုတ်ဘဲနဲ့ဝိညာဉ်ဖခင်စကားကိုနားထောင်ခြင်းဘုရားရဲ့စကားနားထောင်ခြင်းဖြစ်တယ်ဆိုတာနားလေပုတ်အရေးကြီးတယ်သို့တော့ကျွန်တော်တတိပေးချင်တာတစ်ခုရှိတယ်ဝိညာဉ်ဖခင်လို့သူတို့ပြောတဲ့သူတွေဝိညာဉ်ဖခင်လို့ဆိုလိုတာမဟုတ်ဘူးဝိညာဉ်ဖခင်ဆိုပြီးတော့လောကီကြီးရမဆွဲခေါ်နေအဲ့ဒါဝိညာဉ်ရဖခင်မဟုတ်ဘူးဝိညာဉ်ရေးရဖခင်ကတင်းကိုဝိညာဉ်ရေးရကိုဆွဲခေါ်သွားမယ်ဝိညာဉ်ရေးရခရစ်တော်နဲ့တတ်တိုင်းတင်ယဉ်နေကြောင်းဝင်အောင်ဖျားသခင်၌တင်ကြီးထွားအောင်သူဆွဲခေါ်တော့မှာဖြစ်တယ်ဒါကြောင့်ဖျားနဲ့ဆွဲခေါ်မှဖျားနဲ့မိတ်ဆက်မှဖျားပဲကြီးထွားလာအောင်တင်းကိုတွင်တင်ပေးမှဝိညာဉ်ရဖခင်လို့ခေါ်တယ်ဒီနေ့နှုတ်ကပတ်တော်နားလည်ကြမယ်လို့ယုံကြည်တယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ် God bless you all